เอาเลยกูโอ้ကျွန်တော်ကြိုလို့ရမယ်ပတ်စံပေါ့နော်โอเคเว้ยเอาเก๊ๆกับเราเทียบมาเลยกูအဝစ်နဲ့လွှဲလို့မရဘူးလားကျွန်တော် web account ရှိလို့လေได้เลยนี่เว้ยเนี่ยด้วยเนี่ยရတယ်เว้ยเนี่ยเลยมันเป็นเนี่ยเว้ยกับคนนั้นมันมีของบิสเนสอะไรนี่เนาะဟုတ်ကဲ့ဆို web ဖုန်းနံပါတ်ပေးနော်โอเคถ้าคนช้าခဏနော်399606เขาปีเช้า626ဟုတ်498ဟုတ်နာမည်ဘယ်လိုခေါ်လဲမသိဘူးနော်အဲ့ဒါအကောင့်နာမည်ကโอเคโปรแทนโปรလေးမယ်လေကိုเนาะတစ်ချက်ကြည့်လိုက်เนาะနာမည်ပြောပြလေနော်โอเคအခုကနေပြီးအဲ့ဒါအကောင့်ထဲထည့်လို့ရှိရင်နာမည်ပေါ်လာလိမ့်မယ်ပေါ်လာရင်တော့တစ်ချက်ပြောပြီเนาะဝေးကောက်ကုန်မယ်เนาะကိုတွဲပြီးပြန်ဆက်ပြီเนาะဒါ web company ပေါ့နော်ဆရာဟုတ်လားပြောရတယ်web money company ကလားဒါမဟုတ်ဘူးရှင်မဟုတ်ဘူးเนาะအဲ့ဆိုဒီပတ်စံတူလဲပေးတာလေဟုတ်ကဲ့ညီမတို့ဘက်ကနေပြောနေထားတာလေကိုဘာဖြစ်လို့လဲပေးထားတာလဲခုနသိန်းကဟုတ်ကဲ့ညီမတို့ရှင်းပြပြတယ်ကိုကဖုံးပိုင်ရှင်မဟုတ်ဘူးနဲ့တူတယ်နော်မေးပေါက်လို့လားဟုတ်လားဟုတ်ကဲ့ကိုဟုတ်ကဲ့မင်းနိုင်ထားလားလားနဲ့စင်ကကနေပေါက်တာနော် SIM ကကနေပေါက်တာမိုက်တဲ့ SIM ကလားကျွန်တော် SIM ကရုံးလာနော်မင်းတို့ကလိန်စားနေတဲ့ဖွဲ့တွေစပတ်ပဲနော်ဖေလိုမတွေလီးပဲမေအေလိုလိန်စားလဲဖေလိုမတေချင်းစိုးနဲ့တင်မဲ့ကောင်မတေချင်းစိုးတဲ့တော်မဲ့ကျေစင်းစိုးတဲ့ကောင်မဲလို့ဖေလိုမလီးလုပ်ပေးတာဟလားနော်ဟုတ်ကဲ့ခင်ဗျာအဲ့တော့စိုက်ပျိုးရေးမွေးမြူရေးရင်းနှီးမြှုပ်နှံရေး330ခင်ဗျားဖုန်းနဲ့ထုတ်ခွင့်ကြထားတယ်ဒီနေ့နောက်ဆုံးထုတ်မှရမယ်နောက်ရက်မရတော့ဘူးဟလားနော်အဲ့ဒါငွေရချီးငွေမျိုးစားမှုဘူးခင်ဗျားတို့ပြန်ဆက်เสียမလို့ငွေခွန်ဆောင်နိုင်ရင်ကျွန်တော်တို့ထုတ်လို့ရတယ်နော်ငွေခွန်ဆောင်တယ်ဆိုတာလားစဉ်နှစ်စဉ်ဆောင်เสียမလို့ဒီငွေထုတ်ဖို့ဒီတစ်ချိန်မဲ့ဆောင်ရတာနောက်အရှုပ်ရှင်းကြအောင်လို့ဟုတ်ပြီလားဟုတ်ကဲ့ခင်ဗျာငွေခွန်ငွေ10သိန်းမှ2900ပဲတင်ရတာနော်တိုင်းသက်ခင်ဗျားထုတ်မှ9800ကျပ်ပဲတင်ရတယ်ဟုတ်30လုံးထုတ်မယ်ဆို7900ပဲသွင်းရတယ်ဟဲ့လားနော်ဟုတ်ကဲ့ခင်ဗျအဲ့တော့လူချင်းမရဘယ်လောက်ထုတ်မှာလဲပေးသေးရထုတ်မှာပေါ့30ပြင်ပို့ပေးလို့မရဘူးလေ7900သွင်းနိုင်ရင်30လုံးချပေးမယ်အဲ့ဒါဆိုနာမည်မှတ်ပုံနဲ့ပြောကျွန်တော်စည်ရင်းသွင်းနောက်ချနေလို့မြန်လေးလုပ်အဲ့ဒါလူချင်းမင်းတို့နာမကီပီတို့ဝေမန်းကြီးတို့ဆိုင်နေရှိလားနည်းနည်းတော့အလန့်ဝေးတယ်ဘယ်မနဲ့လောက်သွားရတယ်ဆိုင်ကယ်နဲ့ဆိုရင်တော့ဝါလောက်သွားရမယ်မိနစ်20နာရီဝက်ပေါ့ရတယ်အဲ့လိုဆိုမိတယ်ကျွန်တော်နာမည်လေးပြောဘယ်လိုကျွန်တော်နာမည်လားအေးဘောလူချင်းမဒီဖုန်းပိုင်ရင်ငွေထုတ်မဲ့လူဆိုလူချင်းမနာမည်မှတ်ပုံနဲ့ပေးလေကျွန်တော်ဒီမှာဟိုဘက်ကိုစည်ရင်းတင်ရမှာလေကိုမောင်ဝင်းဟုတ်ပြီမှတ်ပုံနဲ့နံပါတ်လေးပြော361ရှေ့ကပါမြင်းဆောင်လဲရှင်မြင်းဆောင်လားဟုတ်တယ်ရှင်မြင်းဆောင်မင်းလားမလာနာနိုင်ဟလားဟုတ်တယ်မလာနာနိုင်နံပါတ်ပြောကိုမောင်ဝင်းဟုတ်ပြီမှတ်ပုံနဲ့နံပါတ်361 690ဟုတ်ဒါပြီနော်ဟုတ်ပါဘူးအဲ့ဆိုရင်ခင်ဗျားအခုဒါဝေမန်းလေးဆိုင်အောင်မြန်လေးသွားကျွန်တော်ဒီဖုန်းနံပါတ်မှာဝေမန်းလေးအကောင့်ဖွင့်လာတာရှိတယ်အကောင့်နံပါတ်ကကိုမဲဟုတ်ပြီလားနော်ဟုတ်နော်ဝေမန်းလေးဆိုင်ရောက်ရင်ဒီဖုန်းနံပါတ်ဝေမန်းလေးအကောင့်နဲ့ကိုကျွန်တော်ငွေလွှဲခြင်းလို့အကောင့်နံပါတ်သိလားဆိုရင်ကိုမဲလို့ဟုတ်ပြီလားနော်ဟုတ်ကဲ့တွင်းပြီးပြီဆိုတာနဲ့ဆိုင်ပြင်အတွက်ကျွန်တော်ကိုဖုန်းဆက်ပေးလူချင်းမင်းအဲ့ဆိုင်ရှိမှ9မိနစ်ပဲစောင့်ကျွန်တော်လက်မှတ်ထိုးပြီးတာနဲ့လူချင်းမင်းဖုန်းနဲ့ကိုဝေမန်းလေးမစိတ်10သိန်း3000ချပေးမယ်ပုံနံပါတ်6လုံးပေးမယ်ခင်ဗျာပြန်ထုတ်သွားတခါလေဟုတ်လားနော်ဟုတ်ကဲ့တစ်ဆိုင်မရရင်2ဆိုင်3ဆိုင်ခွဲထုတ်လို့ရအောင်ကျွန်တော်10သိန်း3000ခွဲလွှဲပေးမယ်ဟုတ်ပြီလားဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့နော်ဝေမန်းလေးဆိုင်ကကျွန်တော်တို့ရုံးနဲ့ဆိုင်လို့မဟုတ်ဘူးနော်ဒီမင်းတို့နောက်ကြတဲ့အတွက်ရှင်းများအောင်လို့ကျွန်တော်တို့ကကူညီတာဟုတ်ပြီလားဟုတ်ကဲ့ခင်ဗျာဟုတ်ကဲ့နော်ဝေမန်းလေးဆိုင်မှာအပေါ်စာသားတွေရှောက်ပြောဖို့မလိုဘူးဒီအများကြီးကြိုထုတ်မယ်ဆိုလဲသွားမမေးနဲ့ခင်ဗျားတို့ဒါငွေလွှဲကနေမတရားပေးရမယ်နိုင်ငံရေးလည်းကောင်းတာမဟုတ်ဘူးဟိုလိုဒီလိုပြစ်မှာဆိုလို့ပြောတာဟုတ်ကဲ့ခင်ဗျာဆိုင်ရောက်ရင်ကျွန်တော်ဖုန်းနံပါတ်ဒီလေးနဲ့9369ဒီဖုန်းနံပါတ်ဝေးအကောင့်နဲ့ငွေလွှဲခြင်းလို့အကောင့်နံပါတ်ကိုမင်းလို့ဒါပဲဟုတ်ကဲ့အဲ့ဒါဒီကဘယ်လောက်လွှဲရမှာ7900ပဲသွင်းရမယ်8000လွှဲလို့ရှိရင်အကိုတို့က330ပြန်330လုံးချ330ပေးမှာဟုတ်တယ်
ထားတဲ့စည်ရင်မှာ ဩဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ ကဲအဲ့ဆိုအခုမြန်သွားဖောင်စည်ရင်ပိတ်သွားမှာဆိုလို့ပြောတာဟုတ်လားနော် အခုမြန်တော့ဆိုအိမ်မှာလူမရှိသေးဘူးကြာကျွန်တော်ဟွာတို့ပြောအောင်မယ်အိမ်ရှင်မောက်ပြောအောင်မယ် ခင်ဗျလို့ခင်ဗျအတွက်ပြောတာဗျခင်ဗျရမယ်ငွေလေ ဟုတ်ကဲ့သိတယ် ပြောပြတာ ဟုတ်ကဲ့ ခင်ဗျတို့နင့်နာမှာဆိုလို့ပြောတာလေခင်ဗျတို့မြန်သွားလောက်ကိုရမယ်အခွင့်အရေးကိုဟုတ်လား ဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့ လူတိုင်းရတာမှမဟုတ်တာ9နှစ်မှတစ်ခါလောက်တာစီမံကိန်းအဲ့လို9နှစ်တစ်ခါလောက်လို့ခင်ဗျဖုံးပါအောင်မပါရင်လည်းရအောင်မဟုတ်ဘူးဟုတ်လား ဩဟုတ်ကဲ့ခင်ဗျ အဲ့လိုတော့လောက်တွင်းမင်းဖုံးပြဆက်နော် ဟုတ်ကဲ့ခင်ဗျဟုတ်ကဲ့တော့နည်းနည်းလေးရောင်းလိုက်သိန်း30ရမှာဟုတ်တယ်ကလေးရှင်းတောင်းနေလွှဲရမှာရှင်းတောင်းလွှဲရမှာရှင်းတောင်းအေးလေအဲ့ဒါလွှဲရမှာတော့လွှဲခင်ဗျနည်းနည်းလေးဘာမှတန်ကြီးရှိတာမဟုတ်သိန်း30ရမှာကြီးကို ဖုန်းလေးကိုလိုင်းကောင်းနေတော့မနေလိုင်းကောင်းနေနေကြတယ်ကိုအကောက်ရှိအကောက်လေးတစ်ခါတည်းနဲ့အကောက်မရှိရင်တစ်ခု6မှာတစ်ခါတည်းပြန်ကိုဖုန်းလေးကို3မိနစ်လောက်ခွင့်ထားမယ်ကိုနော်ဖုန်းလေးဖြစ်ပြီးနော် ဟုတ်ခုနလေးပဲကျွန်တော်ညီမကလေအခု तू ကလောနေလို့ပတ်စံလည်းရမှာဆိုတော့ပြောနေတာလေအဲ့ဒါကျွန်တော်တို့ ဒါဆိုတာကကိုယ်ကလည်းဆိုတာကလည်းနေတော့ဘုရားမှာပေါ့ကံကောင်းလို့ပေါ့ကကံမကောင်းရင်တော့ပေါ့ပါနော် ဟုတ်တယ်အဲ့ပြောပြီးတော့အိမ်ကဟိုပါထမင်းအိုးကြီးသွားပေါင်မယ်လုပ်နေလို့ ဟုတ်ကဲ့ပါကို ခဏလေးတော့ကျွန်တော်သူ့ဘေးမှာသွားပြီးတော့အဲ့ထမင်းအိုးယူသွားလို့အဲ့ဒါ3000ပေးမယ်ပြောတယ်အဲ့3000ပြီးတော့အကြီးမြိုင်တို့ရှိမှာတော့4200နဲ့ဒါပေမဲ့ तू က20တိုးတဲ့20တိုးဆိုတော့ तू ကနေပြန်တိုးတွင်းမလားတဲ့ဒါမှမဟုတ်လပြက်လားဆိုပြီးပြောတာအဲ့နဲ့ကျွန်တော်ကအဲ့လို ဟုတ်ကဲ့ပါကြားပါတယ်ကိုနော် အဲ့ဒါနဲ့20တိုးဆိုများတယ်လို့အဲ့ဒါကျွန်တော်တို့အိမ်မေးကဟိုအကြီးလာကြည့်ရှိမှာပဲ15ကျပ်တိုးနဲ့ယူမလားလို့အဲ့ဒါမေးတော့ तू အဲ့ဒါသမီးပေါင်းအကျိုးကပြက်လို့တဲ့အဲ့ဒါကျိုးဝယ်ပြီးမှပြန်ပေါင်လို့ရမှာလို့ပြောလို့အဲ့ဒါကျိုးဝယ်ပြီးလို့ရှိရင်ကျွန်တော်အဲ့ဒါ15ကျပ်တိုးရှိမှပေါင်လိုက်မယ်လေ ဟုတ်ကဲ့ပါကိုနော်3မိနစ်လေးရအောင်ကိုနော်3မိနစ်နော် အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်အဲ့ဟာပေါင်ပြီးလို့ရှိရင်ထည့်ပြီးရနဲ့ကျွန်တော်ဘယ်လိုလုပ်အောင်လဲဗျ ဟုတ်ကဲ့ဖုန်းလေးဖြစ်ပြီးတော့ဒီမှာဖုန်းလေးဆက်ဆက်ကြဘူးဖုန်းလေးကိုနော်တစ်ခါလေးလို့ဒီလဲလဲနော်ကိုနော် ဟိုကျွန်တော်ဟိုဖုန်းပြန်ခေါ်ပေးပါအောင်လားဗျာကျွန်တော်ပတ်စံကုန်တော့မှာမလို့ ဟုတ်ကဲ့ဟုတ်ကဲ့ ဖုန်းခေါ်ပေးပါအောင်သမင်းပေါင်းတော့ပေါင်ခိုင်းတယ်ဒီနဲ့ကန်နေကောင်းနေတာကျွန်တော်ဆိုင် ဝိမန်ဒီဆို 10သိန်းနဲ့မဟုတ်ဒီထဲကိုပဲပုံးပစ်ထည့်ရမှာလေ အော် ပုံးပစ်တော့သူဘယ်လိုယူမလဲမသိဘူးဘယ်တော့ပေါ်လာလိုက်ဟယ်လို ဟယ်လို ဟုတ်ကဲ့ ဟုတ်ကဲ့ကိုတော့ကနေဖြည့်ပေးဖို့အဆင်ပြေလို့လားရှင် ပြည်တယ်ဗျကျွန်တော်ပြောလိုက်ပြီဗျကျွန်တော်ညီမလေးကလေအဲ့ဒါရကျင်လို့စိတ်သိမ်းဆိုတော့ရကျင်လို့အဲ့ဒါလောလောဆယ်ကလေအိမ်မှာပတ်စံအလုံးလောက်ရမရှိဘူးရဲ့အဲ့ဒါနဲ့အိမ်ကထမင်းပေါင်းကြီးကိုယူပြီးတော့ဟိုရွာတောင်ပိုင်းကတော့ကြီးရှိမှာသွားပေါင်လေရဲ့ဗျာ အော်ဟုတ်ကဲ့ သွားပေါင်ပြီးလို့ပြန်လာလို့ရှိရင်လေဖြစ်တယ်မှာတေချာပေါက်ဖြစ်တယ်မှာဗျာ ကိုဆောက်ရမလို့ကိုသမီးမအောင်လည်းပြန်ရွေးလို့ရတယ်ရှင်နော် ဟိုကျွန်တော်တို့ကလေဒီက20တိုးဆိုတော့အဲ့ဒါ20တိုးဆိုတော့အဲ့စဉ်းစားနေရပေါ့သူကတော့20တိုးပဲယူမှာပေါ့ဒါပေမဲ့နေ့တွင်းနဲ့ပြန်ပေးရမှာလေကျွန်တော်တို့ကပေါင်ရင်တော့16000ဘယ်လောက်ထည့်ရမှာလဲဗျာဖုံးပေးရ အခုကတော့ငါးဆက်တော့မထည့်ရမှာညီမတို့ဘက်ကိုထည့်ပေးကြမလို့အဲ့ဒါထားတာလည်းရုံးချက်တော့မှာမဟုတ်ဘူးကိုကတော့ပဲပြန်နေမှာနော်ဟုတ်ကဲ့ပုံမှန်ပြန်ကြည့်မှလဲပြီးလို့ရမှာမလို့ထည့်ပေးခိုင်းလိုက်ထည့်ပေးခိုင်းရတယ်နော် ဟုတ်ကဲ့ဟိုကလေကျွန်တော်တို့အဲ့ဒါထည့်ပြီးလို့ချင်းပြောမယ်ဗျာဟိုကသူကလေ16000မရဘူးတဲ့2000ယူမှရမှာတဲ့အဲ့2000ဆိုတော့တဲ့20တိုးနဲ့ဆိုတော့တဲ့4000 8000ပေးရမှာ4000ပေးရမှာတဲ့အဲ့ဒါနေ့ပြန်တိုးနဲ့တွင်းရမှာ ဟုတ်ကဲ့လားထည့်ပြီးလာပြီးပြန်ဆက်ပြီးတော့တနေ့ကျရင်အခုရပုံရိပ်ရတယ်ဆိုတော့ညီမတို့ စိတ်မရှိဘူး အော်အဲ့ဒါဆိုကျွန်တော်တို့လေခဏဆောင်ပေးအောင်အဲ့ဒီသွားပြီးတော့ပေါင်နာရပတ်စံယူခဲ့မှာရပြီးတော့ဟိုကျွန်တော်တို့ဖုံးပြေသွားထည့်ရမှာ ਨੇ ဆိုတော့လေ ဘယ်လားဆက်ဆောင်ရမယ်တော့ဒီချင်းရောနော် အဲကျွန်တော်အဲ့ဒါဆို15မိနစ်လောက်နေပြန်ဆက်ပေးဦးတော့ကျွန်တော်ပြန်ပြီးတော့ညီမကလိုက်ခေါ်လိုက်မယ် ဆက်ပေးရမှာရှင်းရမှာတက်ဘူးလား ကျွန်တော်ဖုံးပြေကုန်တော့မှမို့လို့အခုတော့ အော်ဟုတ်တယ်ပေါ့ပဲရှင်းရတာဘူးလား မဟုတ်ကျွန်တော်ပတ်စံမရသေးမှဆိုလို့ရရင်တခါလေးခေါ်လိုက်မှာ ပြီးတော့ဟုတ်ကဲ့ နော်နာမည်ဘယ်လိုခေါ်လဲညီမလေး ဒီမှာရောတော့ပြန်ပြောပြပေးတာနော် ညီမလေးနာမည်ဘယ်လိုခေါ်လဲ အခုနာမည်မေးပြီးအခုဘာလုပ်လဲပေါ့အခုအားတော့မှစင်း မဟုတ်ခုနဟိုတယောက်ပြောလို့ဒီခုလည်းတယောက်2ယောက်ဖြစ်နေလို့ အခုအတူတူပဲတယောက်ပဲနော်ကိုဒါညီမတို့ duty chain ညာရှင်နော် ဩဟုတ်ပြီပြန်ဆက်ပေးဦးနော်15မိနစ်လောက်နေပြန်ဆက်ပေးဦး duty ဝင်ရလေ
ဟုတ်ပြီညီမလေးဂျူတင်ဝင်လိုက်အောင်နော်ပြန်ဆက်ပေးဦးနော် ဘာလို့ KB စာလေးကိုစနာပါဝတ်တော့ပါရှင်ရန်ကုန်မှာဝတ်တော့ဆက်ပြရပါရှင် အခုကျတော့ဘာလို့ကေပါလားကေးပေးရပါပိတ်မှာလားအဲ့လိုလား ဟုတ်ကဲ့မသုံးတဲ့ကောက်ကိုပိတ်မှာအခုရဲ့ကောက်ကသုံးနေတာဖြစ်တဲ့အတွက်ဆက်လက်သုံးဖို့တဲ့ level တင်နေမှာလို့ငါကိုရနော် level ဘယ်လောက် level တင်ပေးရမှာ အခုရဲ့ကောက်ကအခုက level 2ရဲ့ဖြစ်တဲ့ဆက်လက်သုံးဖို့တဲ့ဥချစ်ကိုလည်းတင်နေကောက်ဆက်လက်သုံးဖို့တဲ့ level 3ကိုတင်ပြီးမှာငါကိုနော်အဆင့်3ကိုတင်ပြီးပါရှင် ရတင်လိုက်ရပတ်စံပေးရမှာမပေးရပါဘူး တရားတစ်ချက်မှမပေးရပါဘူးရှင်သွားရအောင်တရားတစ်ချက်မပေးရပါဘူးရှင် level 3တော့ဒီတိုင်းတော့ဆက်လက်သုံးရသွားပါပြီရှင်ဒါကြောင့်ကိုကသူရဲ့ကွန်မောဇာမှာဖွင့်လာလားကိုမကိုဖွင့်လာလားရုံးဝင်နေဖွင့်ပြရလားရှင် ရုံးဝင်နေဖွင့်ပေးရလေမြေသားရုံးဝင်နေဖွင့်ပေးရ ဟုတ်ကဲ့ပါမှန်ပါတယ်သုံးတဲ့တရားလေးဘယ်လောက်ကြာပါပြီလဲကို ကြာပေါ့ဟိုလောက်ကြာပြီ6နှစ်လောက်ရှိပြီ6နှစ်လောက်ရှိပြီ လုပ်ငန်းတော့သုံးတာလားပတ်စံလည်းသုံးတာလားရှင် အဲ့ဒါလူသေးလို့လား ဟုတ်ကဲ့လိုပါရှင်ကျွန်တော်တို့ကလုပ်ငန်းသုံးမယ်ဆိုလုပ်ငန်းသုံးလို့ပြပါရှင်ပတ်စံလည်းသုံးမယ်ဆိုပတ်စံလည်းသုံးလို့ဆောင်အောင်လို့ပြရရှင်လုပ်ငန်းသုံးမယ်ဆိုကိုဘကတနေ့ကဘူးလေးကိုတို့တိုင်းတရားတွေကိုလေးကိုတို့မဆောင်ရရတယ်ဟိုလိုတဲ့ကမှလည်းဝတ်ဆောင်ကတရားတစ်ခုမှမပြရအောင်ရှင်ပတ်စံတော့လည်းဒီနေ့တော့50ပဲပြောဆောင်ရပါလိမ့်မယ်ကိုနော်ရကျွန်တော်လုပ်ငန်းလေးတစ်ခါကျလုပ်ငန်းလေးသုံးတယ် personal လေးသုံးတယ် ဟုတ်ကဲ့ပါကျွန်တော်တို့ကလုပ်ငန်းသုံးပတ်စံလည်းသုံးရမယ်လို့ဆောင်မယ်မှာကိုနော် ဟုတ်ကဲ့ရနှစ်မျိုးလုံးနဲ့ ဟုတ်ကဲ့ပါဟုတ်ကဲ့ပါဒီဘာလို့တော့ကိုကလည်းဝမ်မဖိုင်နဲ့လည်းပဲဒီအကောင့်ဆောက်ဆရာမှာမတမမှုပေါ့လေဒီကကောက်ကိုယ်ငါပြန်သုံးဆက်နေတော့ပြီလားကိုယ်များကြနေအောင်ဆက်လက်သုံးမှုတယ်လည်းပဲကြည့်နေတာပါကောနော် level ဒါ level မြင့်ရုံပဲပေါ့ ကဲပါဒီကတော့လည်းပြရမှာဖြစ်တယ်ကဥချစ်ကိုလည်းဖတ်ဖို့လို့ကျွန်တော်တို့ရောမှာမြေသားလေးခိုင်ပြီးတင်ပြထားပါတယ်ရှင်။မှတ်တမ်းလေးပြန်ပြီးတင်ပြရမှာဖြစ်တယ်ကမှတ်ဖို့ဆိုမြေသားလေးခိုင်ပြီးတစ်ချက်ပြန်ပြီးတော့ဆက်ပြီးတော့ခင်ဗျာခဏလေးပြန်ပြီးဆက်ပြီးပါမယ်ရှင် ဟုတ်ကဲ့ကြပြီပါရှင် ဘယ်ရောက်ပြောမှာမ ဥချစ်ကိုလည်းဖတ်ဖို့လို့ကျွန်တော်တို့ရောမှာမြေသားလေးခိုင်ပြီးတင်ပြထားပါတယ်ရှင်မှတ်တမ်းပြန်ပြီးတင်ပြရမှာဖြစ်တယ်ကခဏလေးပြန်ပြီးဆက်ပြရမှာဖြစ်တယ်တစ်ချက်ပြန်ပြီးတော့ဆက်ပြီးပါရှင်အတီးလေးကြည့်ပြရမှာဟုတ်လို့ပါနော် မပုံနေနဲ့ပဲပြောအောင်မလားဟလား ဟုတ်ကဲ့ဥချစ်ကိုလည်းဖတ်ဖို့လို့မြေသားလေးခိုင်ပြီးတစ်ချက်ပြောခဏပါရှင်ဥပြဥချစ်ကိုပုံလား ဟုတ်တယ်ဗျဟုတ်တယ် ဟုတ်ကဲ့တစ်ချက်ပြန်ပြီးတော့ကြပြီပါရှင်မှတ်တမ်းပြန်ပြီးတင်ပြရမှာဟုတ်လို့ပါနော် တကယ်လို့ဟိုဖြစ်ရင်ကျွန်တော်မြေသားရုံးကိုသွားပြောလို့ရလား မြေသားရော မြေသားကမ္ဘာသားရုံးကိုလေတခါတိုင်းသွားပြောလိုက်မယ်လေအဲ့လိုပြောရင်ရလား ဟုတ်ကဲ့အခုမှတော့အခုလည်းမတင်မဲ့ဒီတဲ့ဖိုးရေးသွားမယ်ဆိုရင်အကောင့်ကြီးဖိတ်သွားမှာရှင်ဘာလို့လဲဆိုတော့အခုကလည်းဝမ်မပိုင်းနဲ့လည်းသူတို့တော့ဖိတ်သိမ်းသွားပြီရှင်ဆက်လက်တော့မှုတယ်လည်းပဲရှင်းပြရရှင်အခုကလည်းလည်းဒီမဲ့ရေးထားမယ်ဆိုတော့အကောင့်ကဖိတ်သွားမှာဖိတ်သွားမယ်ဆိုရင်အကောင့်ကမူသားပါမရှိနေရှိဖုန်းရုပ်စီတာမှာသူပြောတယ်နေရပါနော်ဟုတ်လေကျွန်တော်ပြောတာကျွန်တော်ဒီလိုပြောတာဟိုလေမြေသားရုံးမှာရောသွားပြီးတော့ပြောလုပ်လို့ရလားပြောတာကျွန်တော်မြေသားမှာကမ္ဘာသားမှာလောက်ထားဆိုတော့တကယ်ချင်းလုပ်ပြရ မြေသားကမောသားတော့မှာကိုကဖွင့်ထားတယ်ဒီနေ့ကိုရဒီနေ့3ရက်နေ့နောက်ဆုံးမှာကိုရတော့ပြပါဝင်နေတာဖြစ်တယ်ပြောအခုကလည်းမတင်မဲ့ဒီတိုင်းထားမယ်ဆိုရင်အကောင့်ကဖိတ်သွားပါပြီကိုနော် ဟုတ်ကဲ့ရပတ်စံသိတော့မကြမ်းတော့ပါဘူး အခုရမှတ်ဖို့လေးဆိုရင်ကျွန်တော်တို့မှာရှေ့ကြောင်းလောက်ကြောင်းရှိတယ်ကိုမှတ်သားမှုရှိမှလည်းပဲတင်ပြရမှာလို့ပြရချင်းဘာတစ်ခုမှစိတ်မပူနဲ့ကျွန်မရဲ့ဒီပိုင်းမှာသာကိုပေးထားပြီးတော့ရှိတခုတည်းရပြည့်ကျွန်တော်တို့ရဲ့ဆံမလေးလာပြီးတော့လုံးဆောင်ရတယ်ကွာပေါ့နော်ကျွန်မရဲ့တမယာမဆက်မှာတွေ့ပါချင်းကိုပိုင်းနဲ့ကိုလည်းကိုကပတ်ထားပြီးတခုတည်းဆုံးစားချင်းကျွန်တော်တို့ရဲ့သဘောဆောင်မှာကိုကလာပြီးလုံးဆောင်ရပါတယ်ကွာပေါ့နော်ဟုတ်ကဲ့ပုဂ္ဂိုလ်ကတကယ်လို့ဟာဖြစ်တယ်ဆိုရင်ကျွန်တော်မြေသားကမ္ဘောဇမှာသွားလုပ်လိုက်မလားလို့ပြောတာလေအခုကအခုကျွန်တော်တို့ကလည်းဝမ်မပိုင်းနဲ့လည်းသူတိနာပြီးတော့သူလည်းပဲဒီကတင်ပြရမှာလို့ကိုပြရချင်းလည်းပဲအခုကကိုကလည်းပဲဒီလိုနဲ့ဖုန်းချသွားမယ်ဆိုရင်အကောက်ကစိတ်ကြမှာပြီးပြကြတာပါရှင်အဲ့လိုအော်တိုကြီးပိတ်တာလားဟုတ်ကိုကျွန်တော်ကလည်းဝမ်မပိုင်းနဲ့လည်းတူပြပြီးအကောက်တောက်ဆိုင်မှာသူများကောက်လို့ဖုန်းညာကြတယ်သုံးဆွဲရတော့ပြပုံများကြနေတာဒါကြောင့်သူချစ်ကိုရဲ့ဒီကောက်လေးစံတမ်းမှုရှိမှကျွန်တော်ကလည်းပဲတင်ပြီးတာဒီကိုပြောတဲ့မှတ်ပုံနဲ့မှတ်ပုံနဲ့တည့်ရလေကျွန်တော်ရဲ့မှတ်ပုံနဲ့အဲ့မှာဟိုရှိရမလားအကုန်ရှိတယ်ကိုရှင်းကြောင်းတော့ကျွန်တော်ရုံမှာပုံပြင်ထားတယ်ကိုနော်ဟုတ်ကဲ့ဒါကြောင့်ကျွန်တော်ပြန်တော့မေးတာကိုစံတမ်းမှုရှိမှကျွန်တော်တင်ပြီးမှာမမတိုင်းဒီတိုင်းပိတ်လိုက်မှာကိုဘာလို့တော့ကိုကနေချမ်းမှုပုံများကြနေဟုတ်လားဒီလိုင်းမိုးကြီးလေးခစ်စားနေလို့အဲ့ကျွန်တော်လည်းကြောက်နေဟုတ်မှာများကြတယ်လိုက်ပါဒီမှာဘာလို့ရုံးကြီးမှာလို့ဒီကောဆက်မှာလို့တင်ရထားတယ်တော့မလို့ရုံးမှာခပီးဝီဝါထားတယ်မလို့ကတာတင်ထားတယ်အဲ့လိုတော့ဆရာမတမပတ်ပြီးကြားကြတယ်လို့မလို့တင်ထားပြီးတာမှာနော်ဟုတ်မှာကျွန်တော်တကယ်ချင်းလမ်းဆက်ကြည့်လောက်မှာကျွန်တော်တကယ်ချင်းကမ္ဘောဇမှာလုံနေဆိုလို့လေသူ့လမ်းမေးကြည့်လောက်မှာရရမလားအဲ့လိုမေးလို့ရမလားဒီနေ့ကလည်းစိတ်ထားပြီးတယ်မှာနော်ဒီဘက်ကောင်ပိတ်မှာဒီနေ့ကလည်းစိတ်ထားပြီးတယ်မှာလည်းခုလည်းကြည့်တော့တော့ရမှာဒီလိုတော့မှအခုလည်းတော့မပိုင်းနေလည်းပဲသူကစိတ်ထားအောင်ပါနော်ဒါကြောင့်မှဒီနေ့ကလည်းစိတ်ထားပြီးတယ်မှာနော်ဟုတ်လားအဲ့လိုပိတ်မှာလားစိတ်ကြောက်တယ်ပါစီဒါကြောင့်မလေးကဒီလိုမှရုံးဒီလိုရဖုန်းလို့ခနိုင်တယ်နော်ရမှာဟုတ်မှာကျွန်တော်တကယ်ချင်းဒီလမ်းဆက်လိုက်အောင်မယ်နော်မှာအဲ့ဒါမှကလည်းစိတ်ထားပြီးတယ်နော်ရဘာမှရှိရဘူးဘာမှရှိရဘူးဒါပါဘူးနော်ဘာလာပြီးချက်သိပြီးထားတယ်နော်ဟုတ်မှာအဲ့လိုကြီးလို့ရတာလားကမ္ဘောဇဗန်ဟုတ်ကဲ့ပါရှင်းသွားတော့လည်းဝမ်မိုင်းနဲ့လည်းဒီကတမမပေါ့နေတာကြတယ်ဆက်လက်ပြန်လာလို့ကလည်းစောင့်ရပါရှင်မဟုတ်ဘူးလေတကယ်တမ်းကျတော့မတို့ကဟိုသတိပေးပုံစံနဲ့လုပ်ပြီးတော့မှဟိုပြောမယ့်ဟာကိုဘာလို့အတန်းပေးကြလဲမတို့ဟုတ်ကဲ့မောင်လေးကမေးရတာမှာမောင်လေးကမဖြေချနိုင်ဘူးကြာမောင်လေးကဖိတ်တာပါရှင်ဆိုင်တော့မဆိုင်ပါဘူးမရမဖြေချနိုင်ဘူးဆိုတာဘလို့ကျွန်တော်မပုံနေနံပါတ်ကိုဟိုတောင်းတာမလားအမဟ
ဟုတ်ကဲ့ပါရှင် အေးလေတကယ်လို့ဟိုဖြစ်တဲ့ဆိုရင်ကျွန်တော်ကောင်းမှားနေဆိုရင်တော့မှတကယ်လို့ခဏတစ်ဖြုတ်လေးစောင့်ပြီးတော့မှတကယ်တေချာမှားရဲဆိုရင်ပိတ်လို့ရတယ်လေခုကျွန်တော်ပြောချင်တာကကျွန်တော်ဟိုမြေသားဖွင့်ထားတဲ့တကယ်ကြီးကိုလှမ်းမေးကြည့်မလို့လေအဲ့လိုအချိန်မပေးနိုင်တော့ဘူးအဲ့လိုတန်းပိတ်မှာရမရပိတ်သွားရင်လည်းကျွန်တော်ဟိုကမ္ဘောဇဘဏ်ပြန်ဖွင့်လိုက်မှာပေါ့နော်ဟုတ်ကဲ့ပါဒါနဲ့မလို့ဝင်စားတော့ပြီးကျင်းလို့ရအောင်ပါနော်ငွေသားမရလည်းဘာဖြစ်ရတယ်ကျွန်တော်အဲ့ဟိုအထက်ကပါတာကျွန်တော်ဟိုမရှိတော့1000ကျော်ပဲရှိတော့ရတယ်ပတ်စံလည်းမပါတော့ရဖြတ်ချတယ်ရလာပြီးခါသားလာလုံးနေ